မင်္ဂလာပါကလေးတို့ရေဖွားဖွားပုံမြင်ကနေကြိုဆိုလိုက်ပါတယ်နော်ဖွားဖွားဒီနေ့ပြောပြမှာတော့ငါရှုပ်ပွားလေးအကြောင်းပေါ့ကွယ်ခုမိမိကတော့ငါရှုပ်ပွားလို့မခေါ်ဘူးပေါ့သူနေတာထိုင်တာတွေကြောင့်အများကအပြေးထားတဲ့နာမည်လေးဖြစ်နေတာသူကကစားတာစားတာကလို့ဘာမှမလုပ်ချင်ဘူးတဲ့မျိုးကြောင့်လည်းမကူခြင်းအိမ်လုံးလည်းမလုပ်ချင်ဘူးပေါ့ကွယ်နောက်ဆုံးကျောင်းသွားတဲ့အခါမှာတောင်ကိုတက်ရက်လေးဝစ်စားတာသမင်ကောင်းဖီးတာတောင်မလုပ်ချင်ဘူးတဲ့သူ့ကိုကြည့်လိုက်ရင်အမြဲလိုပဲအသက်မရက်နဲ့ရှုပ်ပွားနေတာပဲတဲ့ကွယ်ဒါကြောင့်လဲလူအများကအရှုပ်ပွားလေးလို့ခေါ်ကြတာပေါ့တညနေမှာတော့မိမိကအရှုပ်ပွားလေးကိုပေါ်ပြီးရေခတ်ခိုင်းတယ်အရှုပ်ပွားလေးကမခတ်ချင်ဘူးတဲ့လေရုပ်သီးလေးထောင်းပေးပါလားဆိုတော့လေမျက်စိလေးဝင်မှကြောက်တယ်မိမိရဲ့မထောင်းပေးဘူးလို့ပြောတယ်မိမိကဒါဆိုရင်လေသမီးရဲ့ရွာနီးတန်းဆက်လေးမှာဟင်းရလေးတွေရှာပြီးတောက်ခုပေးပါလားမိမိဟင်းချက်ပေးမလို့ပြောလိုက်တော့မှအရှုပ်ပွားလေးကစဉ်းစားတယ်တော်ဆက်ဆိုတော့ငါကစားလို့လည်းရတာပဲဟင်းရလည်းရှာကစားလည်းကစားမယ်လို့တွေးလိုက်တယ်အဲ့ဒါနဲ့ဟုတ်ကဲ့မိသမီးတောက်ခုပေးမယ်နော်ဆိုပြီးတော်ဆက်ကိုထွက်သွားတာပေါ့တော်ဆက်လည်းရောက်ရောဟင်းရမရှာသေးပဲနဲ့ကစားနေတာပေါ့ကွယ်ကစားရင်မောလာတော့ခဏနားလိုက်ဦးမှာပဲလေလို့တွေးပြီးတစ်ပင်ကိုမှီပြီးတော့အိမ်ငိုင်နေတာပေါ့လက်တံလေးမေးပြီးတော့ငိုင်နေတော့ခေါင်းမောင်ကနေချွတ်နဲ့အတန်လေးတွေကြားရတယ်ခေါင်းမောင်လည်းတခုခုရှိနေတယ်လို့အဲ့လိုမျိုးခံစားရတာပေါ့ဒါနဲ့ပဲခေါင်းမောင်ကိုလက်ကလေးနဲ့အตาလေးစမ်းကြည့်လိုက်တာတဲ့အဲ့ဒီခါသပင်ကြီးကြားထဲမှာတေးသေးကလေးငယ်လေးတွေရှိနေတာကိုတိလိုက်ရတယ်လေအရှုပ်ပွားလေးကအံ့ဩသွားပြီးလန့်သွားတာပေါ့ကွယ်မမကြီးကပြန်လာမှစိတ်လိုက်မှကိုလေသူကကြောက်သွားတာပေါ့အရှုပ်ပွားလေးကတနာတတ်တဲ့စိတ်ကလေးရှိတယ်ကလေးလေးရဲ့အဲကြတော့ငှက်ဦးလေးတွေကိုလည်းလွတ်မပြည့်ရဘူးကစားထားလို့ဘိုက်ကလည်းစားညနေမောင်သာပြိုးလာတော့အိမ်မပြန်ရမှလည်းကြောက်မိမိကိုလည်းသတိရနဲ့တိတ်လေးငိုးနေတာပေါ့ကွယ်အရှုပ်ပွားမိမိကလည်းသမီးလေးဟင်းရသွားရှာတာကြာလိုက်တာဆိုပြီးတောဆက်ကိုလိုက်လာတယ်တောဆက်ရောက်တော့မှငုံမဲလေးနဲ့အရှုပ်ပွားလေးကိုမြင်လိုက်ရတယ်မိမိကကြည့်လိုက်ပြီးတိသွားတာပေါ့မရှုပ်ပွားဘာဖြစ်နေလဲလို့မိမိကလူကြီးလည်းဖြစ်တော့အရှုပ်ပွားလေးရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်တယ်လေအနားကခြုံပုံလေးပေါ်မှာတရွက်6လေးတွေနဲ့တက်တက်လေးတစ်ခုမိမိကလုတ်ပေးလိုက်တယ်ပြီးတော့မှငှက်ဦးလေးတွေကိုအသားလေးတက်တက်လေးတွေကိုထည့်ပေးလိုက်တာပေါ့အဲဒီတော့မှအရှုပ်ပွားလေးလည်းလှုပ်လို့ရပြီပျော်သွားတာပေါ့ကွယ်မိမိကပြောတယ်သမီးကမတက်မရက်နဲ့ခေါင်းမောကလည်းသပင်ကြီးကရှုပ်ပွားနေတော့အမကြီးကငှက်တိုက်လို့ထင်သွားတာပြီဟုတ်ပြီဥသွားတာနေမှာသမီးရဲ့သမီးသိပြီလားနောက်ဆိုရင်ဘယ်လိုနေရမယ်လို့အဲ့လိုလေးပြောလိုက်တာပေါ့အရှုပ်ပွားလေးကလည်းနောင်တရသွားတယ်နောက်ဆိုရင်တော့တက်ရက်နေမယ်သပင်လည်းဖီးမယ်မရှုပ်တော့ဘူးညစ်ပတ်တော့ဘူးလို့တွေးလိုက်တာပေါ့အဲဒီနောက်မှာသူကတက်ရက်လေးနဲ့တန်ရှင်းလေးနဲ့သပင်လေးကလည်းဖီးလို့ခေါင်းလေးလည်းစီးထားတာပေါ့သူ့ကိုလည်းဘယ်သူကမှမရှုပ်ပွားလို့မခေါ်တော့ပဲနဲ့မကြော်ရှင်းလေးလို့တောင်းခေါ်ကြတဲ့ကဲကလေးတို့ရောရှုပ်ပွားနေခြင်းသလားကြော်ရှင်းလှပလေးနေခြင်းသလားတက်ရက်လေးနေရမယ်နော်ဖွားတို့ရဲ့ဖွားပုံမြင် channel လေးကိုလည်းသမီးတို့ပုံမြင်နားထောင်ရင်ကလေးတို့ပုံမြင်နားထောင်ရင်like and subscribe လုပ်ပေးကြအောင်နော်